အခုမိတ်ဆွေတို့ပြောပြပေးမှာကျွန်တော်မိုင်တဲ့အသုံးပြုတွေကျွန်တော်မိုင်တဲ့ပေ1900သုံးပြီးတော့ MB 6400ရအောင်ဝယ်တဲ့နည်းလေးကိုပြောပြပေးပါမယ်ကျွန်တော်တို့မိုင်တဲ့ပေ1900သုံးပြီးတော့ MB 6400 MB ရအောင်ဝယ်လို့ရမရဘူးကျွန်တော်တို့စစ်တဲ့နည်းလေးကိုလည်းပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ကတ်တွေကိုပေ1900သုံးပြီးတော့ MB 6400ရအောင်ကျွန်တော်တို့ဘယ်လိုဝယ်မလဲဆိုရင်ကျွန်တော်တို့ရဲ့ကတ်တွေကိုစစ်ကြည့်လိုက်ပါမယ်ဗျာကျွန်တော်တို့စစ်နည်းလေးကိုပြောပြပေးပါမယ်မိတ်ဆွေတို့ရဒီနီလန်းလေးတိုင်းဝယ်လို့ရမယ်ဆိုရင်ကျွန်တော်တို့ MB 6400ကိုဘေး1900နဲ့ရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ Star 966 Star 231ဆက်ကိုနှိပ်လိုက်ပါဗျာကျွန်တော်တို့ဘေး200နဲ့ကျွန်တော်တို့ MB 1400ရမှာပဲဖြစ်ပါတယ်ဗျာ Star 966 Star 231ဆက်ကိုနှိပ်လို့လက်ကျန်ငွေမလောက်တော့ပါဆိုရင်ကျွန်တော်တို့ဘေး200နဲ့1400 MB ရပါတယ်နောက်ထပ်ကတော့ကျွန်တော်ဘာတွေဝယ်အောင်လဲဆိုရင်ကျွန်တော်တို့ကျန်တဲ့ MB 1500ကို Star 966 Star 338ဆက်ဒီနီးလန်းလေးကတော့ကျွန်တော်တို့ဘေး1000နဲ့ MB 3000ဝယ်လို့ရတဲ့နီးလေးပဲဖြစ်ပါတယ်ဗျာ Star 966 Star 338ဆက်ကျွန်တော်ဒီနီးလန်းလေးတိုင်းဝယ်လို့ရမယ်ဆိုရင်ကျွန်တော်တို့ဘေး1900နဲ့ MB 6400ရမှာပဲဖြစ်ပါတယ်ဗျာစောနာတော့ကဘေး200ကုန်မယ်အခုကကျွန်တော်တို့ဘေး1000ကုန်ပါမယ် Star 966 Star 338ဆက်ဒီကောင်လေးကိုနှိပ်ပေးရပါမယ်ဒါကတော့ကျွန်တော်အရင်လတွေတော့ကျွန်တော်ဝယ်ပြပေးထားပါတယ်မိတ်ဆွေတို့ဒီကောင်လေးကလည်းဝယ်လို့ရပါတယ်အခုပထမပိုင်းတော့ဝယ်လို့မရဘူးကျွန်တော်တို့လကောင်နီးပါးလောက်ဆိုရင်တော့ဝယ်လို့ရမှာတော့သိကြတယ်ဗျာ Star 966 Star 338ဆက်ကိုဆိုရင်နှိပ်ပြီးတော့ကျွန်တော်တို့ဘေး1000နဲ့3G ဝယ်တာပဲဖြစ်ပါတယ်ဗျာစောနာတော့ကတော့ကျွန်တော်ဘေး200နဲ့1400 MB ဝယ်တာနောက်ထပ်ကျန်တဲ့ဘေး900ကိုကြတော့ကျွန်တော် Star ခွန်း3လုံးဆက်ကိုနှိပ်ပြီးရင်လည်းကျွန်တော်ပလန် follow ရပါတယ် Star ခွန်း3လုံးဆက်ကိုနှိပ်ပြီးရင်ကျွန်တော်တို့စစ်ကြည့်လိုက်မယ် Star ခွန်း3လုံးဆက်မှာဆိုရင်ကျွန်တော်တို့ဘေး900ဘေး900နဲ့ 2G ဝယ်လို့ရမယ်ဒါဆိုရင်ကျွန်တော်တို့3ခုလုံးဝယ်လို့ရမယ်ဆိုရင်ကျွန်တော်တို့ဘေး1900နဲ့ MB 6400ရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ Star 966 Star 231ဆက်ကိုနှိပ်လိုက်တာကျွန်တော်တို့ဘေး200ကုန်မယ်Star 966 Star 338ဆက်ကိုနှိပ်တာကျွန်တော်ဘေး1000ရယ်အဲ့ဒါကို1200ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်တို့ဘေး 2G ကိုဘေး900နဲ့ဝယ်လို့ရမယ်ဆိုရင်ကျွန်တော်တို့ဘေး1900နဲ့6400ရမှာပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့လည်းကျွန်တော်ဒီနီလန်းလေးတိုင်းမိတ်ဆွေတို့ရဲ့ကဘယ်ပလန်တွေဝယ်လို့ရတယ်ဆိုတာကိုစစ်လို့ရပါတယ်ဗျာလာကုန်ပြီဆိုတော့ကျွန်တော်တို့ဘယ်ပလန်တွေဝယ်လို့ရမလဲဆိုတာကိုကျွန်တော်တို့ရဲ့ကတ်တွေကိုစစ်လို့ရပါတယ်ကျွန်တော်ပြောတဲ့နီလန်းလေး3ခုတိုင်းကျွန်တော်ပြောတဲ့နီလန်းလေးတိုင်းဝယ်မယ်ဆိုရင်တော့ကျွန်တော်တို့ဘေးကျွန်တော်ပြောမဲ့နီလန်းလေးတိုင်းဝယ်မယ်ဆိုရင်ဘေး1900နဲ့ကျွန်တော်တို့ MB 6400ရအောင်ပဲဝယ်လို့ရမှာပဲဖြစ်ပါတယ်ဗျာမိတ်ဆွေတို့လည်းကျွန်တော်ဒီပြောတဲ့နီလန်းလေးတိုင်းကျွန်တော်တို့ရဲ့ကတ်တွေကိုစစ်ကြည့်လို့ရပါတယ်ဗျာစနီလေးကတော့ Star 966 Star 231ဆက်ကဲ Star 966 Star 966 Star 231ဆက်ကဲကျွန်တော်တို့ကတော့ဘေး200ကုန်ပဲဗျာ Star 966 Star 231ဆက်ကဲ Star 966 Star 338ဆက်ကဲပြီးလို့ရှိရင်ကျွန်တော်တို့ Star 966 Star 955ဆက်ကဲကျွန်တော်ဘေး900နဲ့ကျွန်တော်တို့ 2G ဝယ်လို့ရမရဘူးကျွန်တော်တို့စစ်လို့ရတယ်ဗျာနောက်တနည်းကတော့ကျွန်တော်ဘေး200နဲ့ 2G Star 966 Star 944ဆက်ကိုနှိပ်ပြီးတော့လေကျွန်တော်တို့ဘေး200နဲ့ 2G ဝယ်လို့ရမရဘူးစစ်ကြည့်လို့ရပါရဲ့ဗျာမိတ်ဆွေတို့ရဲ့ကတ်တွေကိုစစ်ကြည့်လိုက်ပါဘယ်ပလန်နဲ့ဝယ်လို့ရလဲရတဲ့ပလန်နဲ့ကျွန်တော်တို့ဝယ်လိုက်ပါဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ